massa kanji nga ange chauka ni biro kone ko passage ne tumla twin aduga phaya lettanai lagaw yila min lettanai lagaw lama do di sait ngei liye shi yue khayi twa do tu do di lan ja do nai lai twa ya jai idrila amyo nai min sat piet liye shi nga Debora ma po nga di idrila amyo ami ma po thon mi tai aw min sat piet liye shi jai di ma Debora ka ba pyo le so do idrila amyo ma nga mi khin phit de idrila amyo ye mi khin phit de nga ma po thon khin dong nga deနှစ်ခုဖြစ်တယ်နံပါတ်1တစ်ခုကဘာလဲဆိုတော့လမ်းမတွေကစိတ်ငြိမ်လျက်ရှိပြီးတော့ခရီးသွားတော့သူတွေကလမ်းကြားထဲမှာပဲသွားရတယ်တဲ့တကယ်မိန်းလန်းကြီးမှာလူသွားမဲ့သူမရှိဘူးဘာဖြစ်လို့မိန်းလန်းကြီးမှာလူသွားမဲ့သူမရှိဘူးလဲဆိုအဲ့မိန်းလန်းကြီးကိုရန်သူတွေကအပိုင်ဆိုးမိုးတာအဲ့တော့ဣသရေလလူမျိုးတွေအားလုံးကဘာလုပ်ရလဲဆိုတော့အဲ့ရန်သူတွေရဲ့စိုးမိုးခြင်းအခုမြန်မာပြည်မှာလူပြောရင်တော့အဲ့မိန်းလန်းတွေအားလုံးကနော်ဂိတ်တွေရှိတာပေါ့စစ်ခန်းတွေရှိဂိတ်တွေတိုင်းတော်လို့မရဘာပဲတဲ့အခွန်ပေးရတယ်ဘာပဲတဲ့ပစီသူတို့လိုချင်တာအကုန်ယူထားတယ်ဘာပဲဘယ်သူပဲပြစစ်ဆေးတယ်အဲ့တော့လမ်းမအားလုံးတကယ်မိန်းလန်းအားလုံးကိုရန်သူတွေက control လုပ်တာအဲ့တော့ဣသရေလလူတွေကဘာလုပ်ရလဲဆိုတော့လမ်းကြားတွေကပဲသွားတယ်ဘယ်ပဲသွားလဲလမ်းကြားပဲသွားခိုးချောင်ခိုးဝဲနေရကြောက်နေရအဓိကမိန်းလန်းကြီးပေါ်ကနေဘသူမှမရှောက်သွားရဲ့ဘယ်အချိန်ဒီအဲ့အဓိကမိန်းလန်းပေါ်ကနေမရှောက်သွားရဲ့ဘူးလဲဆိုတော့အမိဒေဗောရာပရောဖက်ဣသရေလလူမျိုးတွေရဲ့မိခင်ကြီးဝိညာဉ်ရေးရမိခင်ကြီးပရောဖက်မကြီးဒေဗောရာမပေါ်ခင်အထိသူတို့ဟာလမ်းကြားတွေကပဲသွားရလမ်းမပေါ်မသွားရကြောက်မကြီးချက်တော့အိမ်တိမ်မှာမိခင်တယောက်တကယ်ဘုရားသခင်ဗိတ်သိမ့်တဲ့မိခင်စုကျေးစုဗိတ်သိမ့်တဲ့ဘုရားအလိုတော်နဲ့ပြည့်စုံတဲ့မိခင်တယောက်မရှိဘူးဆိုရင်အဲ့ဒီအိမ်မှာရှိတဲ့သားသမီးတွေကဘာလုပ်ရလဲဆိုတော့အမြဲတမ်းကြောက်လန့်ခြင်းစိုးရိမ်ခြင်းအားငယ်ခြင်းနဲ့အမြဲတမ်းဘုရားသခင်ရဲ့အဓိကမိန်းလန်းကနေအလိုတော်လမ်းနဲ့မရှောင်ရအောင်ဘယ်ပဲရှောင်ရလဲခိုးချောင်ခိုးပဲလမ်းကြိုလမ်းကြားပဲတော့ကြောင့်မိခင်ဖြစ်လာမယ်သူတွေခင်ဗျားတို့ရဲ့နောက်မျိုးဆက်တွေအရေးကြီးတယ်တို့တယ်တင်းတို့နောက်မျိုးဆက်တွေအရေးကြီးတယ်စစ်မှန်တဲ့အိမ်တအိမ်မှာစစ်မှန်တဲ့မိခင်ဖယားဆုတောင်းတဲ့မိခင်နှုတ်ကပတ်တော်နဲ့အညီသွားတဲ့မိခင်ဗိတ်သိမ့်ခြင်းရှိတဲ့မိခင်စုကျေးဇူးရှိတဲ့မိခင်ရှိတယ်ဆိုရင်အဲ့ဒီသူ့ရဲ့သားသမီးတွေဟာခိုးကြောင်ခိုးဝဲအသက်ရှင်စရာမလိုလမ်းကြားတွေထဲမှာအားငယ်ပြီးအသက်ရှင်စရာမလိုလူတွေအရင်ကြည့်ပြီးတော့မှတန်တရားတွေနဲ့ရှုံးလန်းစရာမလိုရှုံးကြည့်မှုအပြည့် confident အပြည့်စိတ်တကြွမှုအပြည့်ဘုရားပေါ်မှာစိတ်ချမှုအပြည့်နဲ့အဓိကမိန်းလန်းကြီးတွေပေါ်မှာ hallelujah ဘုရားသခင်ရဲ့အလိုတော်လမ်းတွေအပေါ်မှာရှောက်လန်းခွင့်ရမယ်ကြောက်အားငယ်တဲ့ကလေးတွေ confident မရှိတဲ့ကလေးတွေတခါတလေမလုံရဲတဲ့ကလေးတွေတခါတလေအရှိမတိုးရဲတဲ့ကလေးတွေမိခင်ရဲ့အားပေးမှုနဲ့ဆူတောင်းခြင်းအရေးကြီးတယ်ချိုကလေးတွေမလုံရဲဘူးချိုကလေးတွေဘလောက်အားပေးမလုံဘူးချိုကလေးတွေကတော့မလီတခါလဲစိတ်ကျင်ပတ်ကိုပြီးတော့တခါလဲလုံးမယ်စင်မောတတ်မယ်ဆိုလဲမ ready ပဲကျွန်တော်အခုနော် Miracle Maker သဘောကျတယ်တီးလုံးမချနဲ့အရှိရောက်နေကလေးတွေကနော်ဒါဒီလိုမျိုးဆက်ဖြစ်ရမှာအဲ့ဒါမှန်ကန်တဲ့မိခင်တွေရဲ့ပြုစုပြောထောင်မှုဒါမျိုးဖြစ်ရမှာဘုရားနဲ့ပတ်သက်ရင်တက်ကြွနေရမယ်လုံရဲရမယ်အရှိထွက်ရဲရမယ်ကရဲရမယ်ဒီလိုမျိုးဆက်တွေဖြစ်ရမှာတတိခံရဲမယ်ဟောပြောရဲမယ်ဆုတောင်းပေးရဲမယ်ဂုဏ်ယူတယ်ကျွန်တော်ကကျောက်ကိုတ
လုပ်မလဲဆိုတော့လုပ်ချင်တာသိမသိသေးဘူးနော်အဲ့လိုမဖြစ်ရအဲ့ဒါပါလမ်းကြားတယ်အခုဒီမှာတစ်မျိုးသွားလိုက်နောက်ခဏကျရင်ဒီမှာတစ်မျိုးသွားလိုက်နောက်တစ်မျိုးအဲ့လိုလမ်းကြားထဲမှာသွားတာမဖြစ်ရသူတို့ရဲ့ main land ပေါ်မှာဘုရားသခင်ထားတဲ့ main land ပေါ်မှာဘုရားသခင်ထားတဲ့ခေါ်ခြင်းပေါ်မှာဘုရားသခင်ထားတဲ့တကယ်ကြီးမားတဲ့အကျဉ်းစီပေါ်မှာရှင်ကော့ပြီးတော့သွားရှဲတဲ့သူဖြစ်ရမယ်ဆိုတော့ဘာလို့မလဲဆိုတက်ကတူတာပြီးကန်နေသည်ဘာလို့မှမသိတဲ့သူတွေအများကြီးတက်ကတူပြီးတော့အရွယ်လေးရောက်အိမ်တော်လေးလဲကြာအခုဒီလမ်းမပေါ်မှာမရှောင်နိုင်သေးဘူး miracle maker မှာအဲ့လို claim မရှိဘူး confident ပြည့်တဲ့လမ်းမပေါ်မှာရှောင်မဲ့သူတွေ miracle maker အသင်းသားတွေဟာနောက်မျိုးဆက်တွေဟာစိတ်ချမှုအပြည့်နဲ့လမ်းမပေါ်မှာရှောင်မဲ့သူတွေဖြစ်တယ်လမ်းကြိုလမ်းကြားတွေကနေခိုးချောင်ခိုးဝဲသွားမဲ့လူတွေတယောက်မှမရှိဘူးပြက်လျက်ငါဒေဘောရမပေါ်ငါသည်ဣသလအမျိုး၌အမိမပေါ်ထုံးမိတောင်မင်းဆက်ပြက်လျက်ရှိဘာမရှိဘူးလဲမင်းမရှိခေါင်းဆောင်မရှိခင်းမရှိဒါကြောင့် Mother in Israel အရေးကြီးတယ်ဣသရေလလူမျိုးတွေရဲ့မိခင်ဟာအရေးကြီးတယ်ဣသရေလလူမျိုးတွေရဲ့မိခင်မပေါ်ခဲ့အတွက်ဣသရေလလူမျိုးတွေရဲ့နှစ်ပေါင်းများစွာလမ်းကြိုလမ်းကြားတွေကနေတွားပြီးတော့အားငယ်ပြီးသူတို့ကိုဥဆောင်မဲ့သူမရှိတဲ့ဘာလို့လဲဆိုခေါင်းဆောင်ကောင်းမရှိတဲ့သူတို့မှနောက်လိုက်တဲ့သူတွေမရှိဘူးဒီဘဝနဲ့မလွတ်တော့ကြောက်ဒီနှစ်ချက်မိခင်တရားဘုရားပိတ်တဲ့မိခင်စုကျေးဇူးရှိတဲ့မိခင်စုတောင်းတဲ့မိခင်တော့တကယ်ဝိညာဉ်တော်ရဲ့အပန်နဲ့သွားတဲ့မိခင်ဝိညာဉ်တော်ရဲ့အလိုတော်ထဲမှာအလေးလာထဲမှာတကယ်ကိုတော့စက်ကပ်ပြီးသွားတဲ့မိခင်ရဲ့အနောက်မှာရှိတဲ့ generation ကနံပါတ်1ကောင်းကြီးရပါလေဆိုတော့အမြဲတမ်းစိတ်ချမှုဖြစ်တဲ့အပြည့်နဲ့ဘုရားသခင်ရဲ့အလိုတော်လမ်းမတွေမှာရှောက်ရတဲ့သူတွေဖြစ်တယ်နံပါတ်2ကပါလေဘယ်တော့မှအမိမဖြစ်ဘူးခေါင်းဖြစ်တယ်အမေဘယ်တော့မှနောက်လိုက်မဖြစ်ဘူးတကယ် leader great leader တွေဖြစ်လာတယ် great king တွေဖြစ်လာတယ်ခေါင်းဆောင်ကြီးတွေဖြစ်လာတယ်တင်သားသမီးတွေကလေတင်သားသမီးတွေကခေါင်းဆောင်တွေပေါ်လာဖို့ကလေဘယ်သူမှတောင်းဝင်မရှိဘူးမိခင်တွေမှာတောင်းဝင်ရှိတယ်မိခင်တွေအာမင်တို့ဘုရားကောင်းကြီးပြပါစေတင်သားတွေအနာဂတ်မှာဘယ်လိုလမ်းတင်သားသမီးတွေဘယ်လိုလမ်းမှာစိတ်ချမှုနဲ့ရှောင်မလဲဆိုတော့အဲ့ဒါမိခင်တွေပေါ်မှာအများကြီးဆိုင်တယ်တကယ်လို့သားသမီးတွေကိုလေထိတွေ့ခွင့်ရတာယောက်ျားတွေတဲ့အမျိုးသမီးတွေကပုံများတယ်ပို့ပြီးတော့ counseling လုပ်ခွင့်ရတယ်သင်ပေးခွင့်ရတယ်ပြောခွင့်ရတယ်တော့ရင်ဖွင့်ခွင့်ရတယ်ကျွန်တော်တို့အမျိုးသမီးတွေကတဲ့သားသမီးတွေအနာဂတ်မှာခေါင်းဆောင်ဖြစ်ဖို့နဲ့စိတ်ချမှုအပြည့်နဲ့လမ်းမပေါ်မှာရှောက်သွားဖို့အတွက်သင်ဟာအရေးကြီးတယ်ပြောပါဦးအရေးကြီးတယ်မိခင်တွေအရေးကြီးလား Miracle Maker Church ကမိခင်တွေအရေးကြီးလားအရင်အရေးကြီးတယ်ဒီနှစ်ချက်ကလေးတွေကိုကြည့်လိုက်အဲ့ဒီသူ့ရဲ့ကလေးတွေကစိတ်ချမှုအပြည့်နဲ့ငယ်ငယ်လေးတွေကနေငါတို့ဘာလုပ်မယ်ငါတို့ဖယ်သွားမယ်ငါတို့ရဲ့ယူပါရောဘာငါတို့ဖျားဘာအတွက်ခေါ်တယ်လဲဆိုတာသိတဲ့ကလေးနဲ့အမြဲတမ်းခေါင်းဆောင်လုပ်ဖို့အတွက်အမြဲတမ်း leader လုပ်ဖို့အတွက်စိတ်ချမှုအပြည့်နဲ့တကယ်မွေးကလေးက leader ခေါင်းဆောင်ရဲ့စုကျေးဇူးစွမ်းရည်တွေနဲ့အပြည့်နဲ့ဖြစ်တဲ့ကလေးတွေဟာအမြဲတမ်းသူတို့နောက်ွယ်မှာထောက်ပံ့ပြီးတဲ့မိခင်တွေရှိတယ်ကျတော့သူတွေကလေဟာငါသားကိုခေါင်းဆောင်ဖြစ်တာဘုရားမခေါ်ဘူးလားမသိပါဘူးငါသားနော်အားငယ်တဲ့ခါကနော်ဘာမဟုတ်ဘူးအားငယ်တဲ့အချင်းကမိခင်စီရလာမိခင်ကဘာဖြစ်လို့လဲအားငယ်လို့မိခင်ကိုယ်တိုင်အားငယ်လို့ချိန်လုံးမိခင်ကိုယ်တိုင်ကသားသမီးတွေနဲ့ရှေ့ဘာပဲတော့နိဖေမကောင်းဘူးဒါပဲပြောတာနော်အမေဖေရနေလို့ကြည့်မဆိုင်ဘူးငါတို့လည်းကြည့်မဆိုင်အမြဲတမ်း negative ပဲရှိတော့အဲ့ဒီအားငယ်ခြင်းငိုကြွေးခြင်းနော်ညီးတွားခြင်းကကလေးတွေစီကူးသွားပြီးတော့သူတို့အမြဲတမ်းအားငယ်ပြီးလောကလမ်းထဲမှာအသက်ရှင်အဲ့လိုဖြစ်ဘုရားကောင်းကြီးပြပါစေဒီနေ့ကျွန်တော်တို့မိခင်တွေ share တဲ့အခါဘာ share ရမလဲယုံကြည်ခြင်းကို share ရမယ် prophet ပြုချက်ကို share ရမယ်ငါတို့မိသားစုရဲ့အနာဂတ်ကို share ရမယ်ဘုရားရဲ့တတ်နိုင်ခြင်းကို share ရမယ်အာမင်တကောက်အင်္ဂလန်မှာမုတ်ဆိုးမ
သား2ယောက်ရှိတရက်ကြတော့သူတို့အတင်းတော်က mission လုပ်တဲ့တော်ဆူတောင်းတယ်ဘိုးတော်က mission အာဖရိကမှာ mission လုပ်တဲ့ခေတ်ဆူတောင်းရင်သူတို့အတင်းတော်ရဲ့ညအတိုင်းဆူတောင်းခြင်းမှာအာဖရိကရဲ့ရွာတွေအတွက်သူတို့ဆူတောင်းကြတယ်တရက်ကြတော့သူတို့အာဖရိကမြေပေါ်မှာထောက်တဲ့လက်ထောက်တဲ့နေရာကနာမည်တော်မရှိအဲ့ရွာနာမည်အသားစားလူစားအသားစားတဲ့လူရိုင်းနေပဲရှိအဲ့ဒါနဲ့ဆူတောင်းရင်နဲ့သူ့သားကြီးရဘုရားနိုးစော်တယ်ငါအဲ့ဒီနေရာမှာခရစ်တော်ကြောင့်မသိတဲ့နေရာငါသွားဖို့ဘုရားနိုးစော်တယ်ထားကျွန်တော်တို့သာဆိုဘာလုပ်မလဲဘုရားဆူတောင်းမအောင်ဟာလူသားစားမနော်ဘုရားနိုးဆူတောင်းကြအမေရသူ့အမေရအသားမင်းတကယ်ဘုရားနိုးစော်တယ်မင်းတကယ်ဖြစ်တယ်မလို့ဆူတောင်းချရအောင်အဲ့တော့အဲ့ဒီသာသနာ့ဆရာတွေနဲ့ဆူတောင်းပြီးသူ့အဲ့ဒီဆိုလိုက်ကဲလူသားစားတဲ့အရှိုင်းဆိုင်အဲ့တော့သာသနာသွားပြုရင်တကယ်ကြတော့အဲ့နေရာမှာအဖမ်းခံရပြီးတော့တက်စားခံရတယ်အဲ့တရင်ကအင်္ဂလန်ကိုပြန်ရောက်လာနော်အဲ့ဒါနဲ့နောက်တစ်ယောက်သူ့သားငယ်ရတယ်ဘုရားနိုးစော်တယ်တဲ့ကျွန်တော်အကိုတည်သွားတဲ့နေရာမှာကျွန်တော်ထပ်ပြောဖို့ဘုရားနိုးစော်တယ်သူမင်းကဘာပြောလဲဘုရားတကယ်နိုးစော်တယ်ဆိုငါကလို့မေဆူတောင်းပေးကျွန်တော်ပြောတကယ်ဆူတောင်းပေးတဲ့ဝိညာဉ်တော်နဲ့ပြေးသွားတဲ့မိခင်တွေရဲ့သားသမီးတွေကကြောက်ရွံ့တဲ့ကလေးတွေတယောက်မှမပါဘူးစိုးရိမ်တဲ့ကလေးတွေတယောက်မှမပါဘူးအားငယ်တဲ့ကလေးတွေတယောက်မှမပါဘူးဖျားခိုင်းတာမလုပ်ရတဲ့သူကလေးတယောက်မှမပါဘူးအဲ့နဲ့ပြန်သွားတယ်မကြောက်ဘူးအသက်ခံရပြန်တယ်အဲ့တဲ့ရင်ပြန်ကြတော့မိခင်ကြီးကဆူတောင်းတဲ့ညမှာငိုတယ်အကြီးကျယ်ငိုတော့တင်းအောင်ဆရာနဲ့သိပ်ပြီးမေသားနှစ်ယောက်စလုံးကသာသနာအာဇာနည်မာတူရာကောင်းကင်မှာအမြင့်ဆုံးဆုရမှာမငုံနဲ့လို့ပြောတော့တားအတွက်မျက်ရည်မချမ်းနဲ့ပြောတော့အဲ့ဒီမေရပြောတယ်ချမ်းသာတော့ကျမငိုတာတဲ့ကျမသားနှစ်ယောက်တည်သွားလို့ငိုတာမဟုတ်ဘူးတဲ့အဲ့လောက်ခရစ်တော်ကိုမသိသေးတဲ့သူတွေရှိမှထပ်သာသနာပြုဖို့တဲ့ကျမမှာနောက်သားပြောင်းမရှိလို့ငိုတာတကယ်လို့များနောက်သားတစ်ယောက်ထပ်ရှိကျမထပ်လို့အောင်ပါတဲ့ဘာလို့လဲကျမတို့ဘုရားသခင်ခေါ်တာအဲ့ဒီနေရာမှာသာသနာပြုဖို့မိခင်တွေကနေထွက်လာတဲ့ကလေးတွေဟာအမြဲတမ်းဘယ်လိုလဲခေါင်းဆောင်တွေထွက်လာတယ်။နားရှိတော်သူဒီကကြားပါစေ။ဒီထဲမှာအဲ့လိုလူတွေပေါ်လာပါစေ။ဖခင်အတန်ကိုတကယ်ကြားပြီးတော့ဖခင်သခင်ဖွင့်ပြချက်ဖခင်သခင်ရဲ့တကယ်နာမအတွက်ဖခင်သခင်စေလို့ချင်းအတွက်တကယ်သစ္စာရှိတဲ့မင်းမျိုးတွေလူပေါင်းမြောက်များစွာကိုကျွန်ဘဝကလူပေါင်းမြောက်များစွာကိုအားငယ်ခြင်းကနေကဲတော့မဲ့မင်းမျိုးတွေအလိုတော်လမ်းမကြီးတဲ့မှာရဲရဲဝုန်းဝုန်းရှောင်းမဲ့ခေါင်းဆောင်မျိုးတွေပေါ်လာပါစေ။နာရှိတော်သူတွေကြားပါစေ။ဆိုတော့ထမြောက်ရကြအောင်ကြည့်အောင်။ထမြောက်ရကြအောင်ကြည့်အောင်။အခန်းကြီးဘယ်လောက်ကိုကြည့်တွေ့မယ်။ထမြောက်ကြမှာဖတ်ဟေဘရဲခန်းကြီး7ငွေ23ဖတ်ရအောင်။ဟေဘရဲခန်းကြီး7ငွေ23ရင်ဖတ်ရအောင်။ဟေဘရဲခန်းကြီး7ငွေ23ကျေးဇူးပြုဖတ်ပေးပါမောရှေကိုဖွားမြင်ပြီးမှမောရှေရဲ့အမိနာမည်ကယောခေဘတ်လို့ခေါ်တယ်ကျမ်းစာမှာတနေရာမှာပါတယ်အဲ့တော့အယောခေဘတ်ကလေဝိအမျိုးဖြစ်တယ်သူကယောက်ျားရပြီလေဝိအမျိုးနဲ့ယောက်ျားရပြီကလေးမွေးတယ်အဲ့ဒီအချိန်မှာအေဂုတုရဲ့ဥပဒေကပါလဲဆိုတော့ယောက်ျားလေးမွေးတိုင်းသေစေယောက်ျားလေးမွေးစဉ်းစားကြည့်နော်မမွေးသေးဘူးသေမိတ်ကစောင့်နေမမွေးသေးဘူးနော်ကြောက်ကျွန်တော်တို့ဘဝတွေစိုးတယ်ကုန်စည်နှုန်းတွေကြီးတယ်နော်ပြဿနာနိုင်ငံကြီးပြဿနာချက်ဦးစည်းတဲ့စိတ်တမကြနဲ့အေဂုတုတော့မစိုးသေးဘူးမွေးတော့မမွေးသေးဘူးမွေးလာမဲ့ကလေးကိုတတ်ဖို့သေတယ်ငါအပြမစောင့်နေယောက်ျားလေးဆိုတာနဲ့အော်တိုတန်ဥပဒေရှိဒါမဲ့ယောဂီဘက်ကလေးသူကလေးကိုမွေးလိုက်တာနဲ့သူကလေးကိုကြည့်ပြီးတော့ဘလို့မြင်နေလဲဆိုတော့ဒီကလေးကထူးခြားတယ်ကြောက်ဒီမှာမိခင်တွေကိုသားသမီးတွေကိုထူးခြားတယ်လို့မြင်ဖို့လိုတယ်ငါသားမတူဘူးငါသမီးကမတူဘူးငါသားဟာတာမန်လုံးမဲ့လူမဟုတ်ဘူးထူးခြားတယ်ငါသားဟာ
နော်ကြီးမားတဲ့အရာတွေလုံးမယ်လို့ဘသူအရင်မြင်တာလဲအမေအရင်မြင်တာမိဘတွေကအရင်မြင်တယ်ကြောင့်ဘာလို့လဲဆိုတော့မကြောက်ဖဲတယ်ဘာလို့တော့မကြောက်တာလဲရှင်ဘရင်ရဲ့အမိန့်ကိုတော့မကြောက်ဘူးကျွန်တော်ကလေးတွေရဲ့တတိကဘယ်ရလာလဲဒီလားမိခင်စီရလာကလေးတွေရဲ့ရဲစွမ်းတတိယမိခင်စီရလာကလေးတွေရဲ့အကောင်းမြင်စိတ်ဓာတ်ကမိခင်စီရလာတယ်ကလေးတွေရဲ့နော်ယုံကြည်ခြင်းကမိခင်စီရလာပထမအဆုံးမကြောက်တာကဘာလို့လဲအဲ့ဒီယောဂီဘက်ကမကြောက်တာအိမ်ဘေးကလူကိုမကြောက်တာမဟုတ်ရက်ွက်တရားရက်ွက်ရာလူယာယီမှုကိုမကြောက်တာမဟုတ်မကြောက်တာဘယင်ကိုမကြောက်တာဟာလေလုယာသူဘာခံစားလဲငါကလေးဟာထူးခြားမယ်ကြောက်မှအိမ်အောင်ရှိတဲ့နောက်မိခင်တွေမိသားစုတွေဖခင်တွေရောအတူတူပါပဲကိုသားသမီးတွေကိုလေအဲ့လိုမြင်နိုင်မှုဖျက်ကောင်းပြီးပေးပါစေခိုင်ကျွန်တော်တို့ကသားသမီးတွေကြည့်ပြီးတော့ထူးခြားတာလားထူးမခြားနာလားထူးကျင်တာတော့မသိတော့နော်တခါတလေထူးခြားတယ်ဆိုတော့ထူးကျင်တာပုံများသွားပြီကလေးတွေကိုကြည့်ပြီးအားမရအောင်မင်းကွာငါထူးကျင်လိုက်အဲ့လိုမမြင်နဲ့ထူးခြားတယ်ငါကလေးကငါသားထူးခြားတယ်ပြောငါသားထူးခြားတယ်ကြည့်ပြောငါသားထူးခြားတယ်ငါသမီးကထူးခြားတယ်ငါနောက်မျိုးဆက်တွေကထူးခြားတယ်3ယောက်ရှိ3ယောက်ဆိုတော့မတူဘူးထူးခြားတဲ့သူတွေပဲခိုင်ကျွန်တော်ကဘယ်လိုမြင်လဲအကြီးကတော့မစိုးပါဘူးလက်ကတော့မရဘူးအငယ်ကတော့ပြောမရဆိုမရအဲ့လိုမျိုးထူးခြားတယ်ဟာဖျားခင်ပြီးတဲ့သားသမီးတွေထဲမှာနော်တာမန်ကလေးတယောက်မှမပါအာမင်ဖျားဆရာဖျားကောင်းကြီးပါစေဖျားခင်ကျွန်တော်တို့ပြီးတဲ့ကလေးထဲမှာတာမန်ကလေးတယောက်မှမပါမိခင်နေတကယ်ဒါတင်တို့စက္ကန့်မဲ့တင်တို့ယုံကြည်ခြင်းရှိမယ်တင်တို့ကဘယ်တော့မှ emotion နဲ့နောက်မလိုက်ပဲယုံကြည်ခြင်းနဲ့တမန်တရားနောက်လိုက်ကျွန်တော်အာမခံတယ်မင်းမျိုးပေါ်ကိုပေါ်လာမယ်စုကျေးဇူးနဲ့တော့ဖိတ်သိခြင်းနဲ့တော့ယုံကြည်ခြင်းနဲ့တော့ခင်ဗျားတို့သားသမီးတွေမှာ3ယောက်ဝေးရင်3ယောက်စလုံးထိတ်ဆုံးရောက်မယ်4ယောက်ဝေးရင်4ယောက်စလုံးထိတ်ဆုံးရောက်မယ်ဘယ်တော့မှလမ်းကြိုလမ်းကြားမှာသွားတဲ့သူမဖြစ်ရဘူးလမ်းမကြီးမှာသွားတဲ့သူဖြစ်ရမယ်စီးပွားရေးလုပ်ရင်လည်းစီးပွားရေးတကယ်တော့လမ်းမကြီးမှာရှောက်တဲ့သူဖြစ်ရမယ် Wall Street မှာမဟုတ်ပါလေ Wall Street လားWall Street မှာရှောက်တဲ့သူဖြစ်လာမယ်နိုင်ငံရေးလုပ်ရင်လည်းအိမ်ဖြူတော်မှာရှောက်တဲ့သူဖြစ်လာမယ်အာမင်ရုပ်ရှင်မင်းသားလုပ်ရင်လည်း Hollywood လမ်းမှာရှောက်တဲ့သူဖြစ်လာမယ်အစိုးရလုပ်ရင်လည်း Grammy လမ်းမှာရှောက်တဲ့သူဖြစ်လာမယ်အာမင်လမ်းမကြီးမှာရှောက်တဲ့သူဖြစ်လာမယ်အဲ့တော့ဒီ3လကိုသူကဘာလုပ်လဲဆိုတော့ဘယင်အမိတ်ကိုမကြောက်ပဲ3လဖတ်ထားတယ်တကယ်လို့တွေ့ရင်ဘာဖြစ်မှန်းသိလားအဲ့ခလေးပဲတက်ခံမှာမဟုတ်မိဘတွေလည်းကုန်တက်ခံအလဲတက်ရန်ကြီးရောက်သူတို့ရဲ့အဖို့ခအရန်ကြီးတယ်ပေခြင်းနဲ့ရှင်ရတယ်ဒါပေမဲ့မကြောက်ငါဒီကလေးကိုပြုစုပြောထောင်ဖို့အတွက်ငါဒီကလေးကိုအာယုံစိုက်ဖို့အတွက်ငါတို့ဒီကလေးကိုတောင်းဝင်ယူဖို့အတွက်ဘလောက်ပဲအဖို့ခပေးရဘုရားသခင်ငါတို့ကိုဖြစ်စေခြင်းနဲ့အဓိက main လမ်းမှာရှောက်တဲ့သူဖြစ်ရမယ်ခေါင်းဆောင်ကြီးဖြစ်လာမယ်ဘလို့အဖို့ခမဆိုငါတို့ပေးမယ်ကျွန်တော်မိပါတယ်ကျန်တော့ကျွန်တော်တို့ကမှအထူးအမိခင်တွေကျွန်တော်တို့ကတခါလေအားငယ်တယ်ငါတို့ကြီးမမလုပ်နိုင်ဘူးကြီးမလည်းမလုပ်တတ်ဘူးပညာလည်းမတတ်ဘူးကြီးမလည်းလုပ်ဖို့ငါတို့မှခွန်အားလည်းမရှိဘူးလားအင်္ဂလိပ်စာလည်းမတတ်ဘူးငါတို့ကအရင်းနှီးလည်းမရှိကြီးမဒီနေ့ကျွန်တော်တို့ mindset ကိုချိန်ကြီးမမလုံနိုင်ခဲ့ရင်တော့မှအရေးချင်းမရှိတော့မှကြီးမလုံမဲ့သူတွေမွေးထုတ်တဲ့သူတွေဖြစ်တယ်ဟာလေလုယာကြီးမတင်းပွားမှာမလုံနိုင်ရင်တော့မှငါဘဝမှာကြီးမားတဲ့အရာတွေကိုလုံမဲ့မျိုးဆက်ကိုငါမွေးထုတ်တဲ့သူဖြစ်တယ်ပြောပါငါကြီးမားတဲ့မျိုးဆက်ကိုမွေးထုတ်မဲ့သူဖြစ်တယ်ကြည့်ပြောငါကြီးမားတဲ့မျိုးဆက်ကိုမွေးထုတ်မဲ့သူဖြစ်တယ်အဲ့ဒါကျွန်တော်ရဲ့ဂုဏ်ယူဖို့ကျွန်တော်ဘယ်လောက်လုံနိုင်တယ်လဲဆိုတာပုံမှာကျွန်တော်ကအဲ့လောက်ဒီဘဝကိုမတိဆောက်တော့မပြောကျွန်တော်ရဲ့နောက်မျိုးဆက်တွေကျွန်တော်သားသမီးတွေရောကျွန်တော်အမှုတော်ဆောင်နေတဲ့မှာနောက် generation တွေရောဥစ္စာဂျောရှုအာရဲ့ဆမဆာရာအေရိုပုံကိုယ်တွေမျိုးတွေเนาะအခုလာအောင်မယ်အများကြီးเนาะအဲ့ဒီမျိုးဆက်တွေအများကြီးဒီလူတွေကကဘာကြီးမှာကြီးမားတဲ့အရာတွေလုပ်ဖို့တကယ်ကိုတောက်တောင်တဲ့ဒီမျိုးဆက်တွေကိုကျွန်တော်မွေးထုတ်ခွင့်ရတာ
ကယ်တန်တယ်အဲ့ဘုရားပြောတဲ့အောင်မြင်ခြင်းပဲ6မိခင်နေအားပေးခြင်းလေကြီးမမားတွေလုတ်ခွင့်မရသေးရင်တော့စိတ်တမချနဲ့ငါမွေးတဲ့သားသမီးတွေကနေကြီးမမားတွေဖြစ်လာမယ်ငါမွေးတဲ့သမီးတွေကနေကြီးမမားဖြစ်လာမယ်ပြောငါမွေးတဲ့သားတွေကကြီးမမားဖြစ်လာမယ်ငါမွေးတဲ့သမီးတွေကကြီးမားတဲ့သူတွေဖြစ်လာမယ်လက်ခုပ်တီးပေါင်းအဲ့ဒီဘုရားအဲ့တော့3လလုံးဖွက်ထားလို့မရတဲ့အချိန်ရောက်လာမလားထူးခြားတဲ့အရာဆိုအကြာကြီးဖွက်ထားလို့မရဟုတ်လားကျောက်လူတွေကတခါတလေကြာရင်နော်ဟာငါစုကျေးဇူးတွေငါရဲ့နော်အရေးချင်းတွေကြာရင်မပေါ်လာတော့ဘူးဆိုရင်မထင်နဲ့ဘုရားသခင်သင်ကိုတကယ်စုကျေးဇူးပေးထားရင်စွန့်ရည်ပေးထားရင်သင်ဘုရားမျက်မှောက်တော်မှာဆက်ဆက်ကဘုရားနဲ့ဆက်သွားပေါ်လာမှာဖွက်ထားလို့မရတဲ့အချိန်ကာလရှိကိုရှိတယ်တင်သားသမီးတွေမှလည်းအဲ့လိုပဲအခုလောလောဆယ်မပေါ်သေးဘူးအရေးမကြီးဘူးဆက်ဆူတောင်းပေးဘုရားထေထားပေးတဲ့အရေးချင်းပေါ်လာမယ်ဖွက်ထားလို့မရတဲ့နေရောက်လာမယ်အဲ့တော့အမယောဂီဘက်ပါလို့လေကျွန်တော်သဘောကျတယ်ယောဂီဘက်လို့တာရန်သဘောကျ3လကျတော့ तू ဖွက်ထားလို့မရတော့အဲ့ तू နီးလန်းရှာတယ်တခါတဲ့အကိုင်းခက်လေးနဲ့နော်ဓမ္မကိုင်းခက်လေးနဲ့လှေလေးလို့ပြီးတော့သူ့သားကိုထည့်နော်ထမြောက်ကျန်ဖတ်ကြည့်အောင်ထမြောက်ကျန်ခန်းကြီး2ထမြောက်ကျန်ခန်းကြီး2အငယ်3ကနေပြီးတော့ပြပြဖတ်ရအောင်ထမြောက်ခန်းကြီး2အငယ်3ကနေပြီးတော့အားလုံးတို့ကဖတ်ရအောင်နောက်တစ်ပံဖွဲ့၍မထားနိုင်သောအခါဓမ္မကိုင်းပြီးရက်တော်ပခတ်ကိုယူ၍ရေညှိနှင့်လူပြီးလေပခတ်တဲတွင်သူငယ်ကိုထဲ့၍ဟောကြည့်သူ့အမေရဲ့ management လောက်တော်လေကြည့်ဖြစ်တယ်လို့သူ့သားကိုသေဖို့ရည်ထဲမှာမျောတာမဟုတ်သေချာစီမံနဲ့အဲ့ဒီရေပေါ်မှာရေထဲမှာမမြုပ်သွားဖို့အတွက်ရေထဲမှာနော်ဒုက္ခမရောက်သွားဖို့အတွက်သေချာ management လုပ်တယ်သေချာကိုစီမံပြီးတော့မှအဲ့ဒီနိုင်မြစ်တဲ့ကိုသူတွေ့တယ်နောက်အငယ်၄သူငယ်အမကလည်းအဘယ်သို့ဖြစ်မိဒီကိုသိခြင်းကဟောကြည့်နောက်ကြည့်တော့ယောဂေဘက်မှာသားသမီး3ယောက်ရှိတယ်အကြီးဆုံးကအာယုန်ဒုတိယမိရိယံတတိယကမောရှိသူ့အမေကဘယ်လောက်စမတ်ဖြစ်လဲဆိုတော့အာယုန်ကိုလိုက်မကြည့်ခိုင်းဘူးမိရိယံကိုကြည့်ခိုင်းတယ်ပေါ့ယောက်ျားလေးတဲ့မိန်းကလေးကပိုစမတ်ဖြစ်တယ်တွတ်တယ်လေတကယ်လို့အာယုံသာလိုက်ကြည့်ခိုင်းရင်တကယ်လို့မျောသွားလို့နော်မှဖာရောမင်းသမီးနဲ့တွေ့ရင်ဟိုကောင်ဘာပြောလဲလာလို့ဖြစ်နေမှာအာနာနေမှာဟုတ်တယ်မလားမင်းကလေးတွေကျွန်တော်အဲ့နေမှာအာတော့ရှာတော့ရှိတယ်ဒီအဲ့တော့သူတို့ကနည်းနည်းနှုတ်သွားဆိုသူ့အမေကသိတယ်လူချတာပုံစံချင်းချနော်ရေထဲမှာဒီတိုင်းမမျောဘူးအနောက်ကနေလိုက်ကြည့်ရတယ်စပိုင်မာထည့်ပေးလိုက်တာဟာလိုက်ကြည့်တဲ့သူမသမီးတွေသူ့အမေရဲ့ management အဲ့တော့ဒီရေထဲကိုမျောကြတဲ့ကသူ့အမေကဘာစီစဉ်ထားပြီးသားလဲဆိုငါသားဟာသေမဲ့ကလေးမဟုတ်ဘူးငါသားနေမဲ့ကလေးငါသားဟာဆုံးရှုံးမဲ့မဟုတ်ဘူးငါသားဟာအောင်မြင်မဲ့လမ်းကိုသွားမှာဖြစ်တယ်ကျွန်တော်ယုံကြည်တာပြောမယ်ကျမ်းစာမှာတော့ကျွန်တော်ယုံကြည်တာပြောမယ်ယောဂီဘက်က purposely ဖာရောဘုရင်သမီးရေချိုးမဲ့နေအောင် purposely လွှဲပလိုက်ကြည်ထားနေ့တိုင်းဘယင်သမီးဘယ်ချိန်ကြီးလာချိုးမလဲဘယင်သမီးဘယ်ချိန်ကြီးလာချိုးမလဲဒီလာချိုးရင်ဘာတွေလုပ်တတ်လဲအဲ့ဘယင်သမီးကဘလို့နှလုံးသားရှိတယ်သူလိလာပြီခလေးတွေ့ရင်ချစ်တတ်မှာပဲဆိုတဲ့လူတယောက်သူရွေးပြီးတော့အဲ့ဒီအမျိုးသမီးရေလာချိုးတာနဲ့သူခလေးကိုဘာလိုက်လဲတခါတည်းရွှေလိုက်တယ်ကျင်းအဲ့ဒါဘာလဲ very smart သူတည်တယ်ဒီခလေးငိုတန်ကြရင်ဒီအမျိုးသမီးကတော့တနာမယ်တွေးခဲ့ရင်ငါသားအတွက်မျော်လင့်စရာတစ်ခုခုငါသားအတွက်တစ်ခုခုလမ်းပွင့်လာမယ်ဆိုတာ तू ကောင်းကောင်းသိတယ်ယုံကြည်ခြင်းနဲ့လုပ်တာကြောင့်မိခင်နဲ့ယုံကြည်ခြင်းနဲ့လုပ်ပါခမည်းသားအတွက်အနာဂတ်အတွက်ယုံကြည်ခြင်းနဲ့လုပ်ပါယုံကြည်ခြင်းနဲ့ပြောပါခမည်းသမီးအတွက်ယုံကြည်ခြင်းနဲ့တွားပါယုံကြည်ခြင်းနဲ့ကျွန်တော်တစ်ခါလေကြာရင်လုံတော့မလုံချင်ပေမဲ့ကျွန်တော်လက်လွတ်ရတဲ့အချိန်တွေရှိတယ်ဟုတ်လားတစ်ချိန်မှာလူတွေသွားဖို့လမ်းရေနှချမ်းခွဲမဲ့မောရှိယာအရင်ဆုံးဘာလုပ်ရလဲလားအဲ့ရေထဲမှာသူရေမျောရတယ်ပြန်ပြောမယ်တစ်ချိန်မှာလူတွေရေထဲမှာမနစ်မုံမနဲ့အဲ့ရေကိုခွဲပြီးတော့လမ်းလျှောက်မဲ့မောရှိယာအရင်ဘာလုပ်ရလဲအဲ့ရေထဲမှာအရင်မျောရတယ်
ကြောက်ပါတာတချို့တော့အခက်ခဲတွေတင်ကူရင်ဆိုင်နေမလားမပူနဲ့တစ်ချိန်မှာအဲ့အခက်ခဲတွေကလွတ်မြောက်ဖို့လူတွေကိုတင်ကယ်တဲ့သူဖြစ်လာအခုတင်သွားနေရတဲ့ငါတို့ကဒုက္ခပဲလို့တင်ကြုံနေရတဲ့အခက်ခဲတွေဒီတစ်ချိန်ကြရင်လူပေါင်းမြောက်များစွာကိုတင်ကယ်ထုတ်မဲ့ရာဖြစ်လာအာမင်အဲ့တော့ခါရဲသူ့အမောက်အနောက်ကနေလိုက်ပါလေတော့ခိုင်းတယ်သူ့မလိုက်ကြည့်တယ် in check အဲ့တော့ငငယ်လေးတွေကသူ့အမေက management ပြော management ချောင်မျိုးသမီးတွေ management ရေးကြည့်တယ်အဖေကိုပြောခိုင်းရင်သမီးကိုပြောခိုင်းမလားသားကိုပြောခိုင်းမလားရွေးတတ်ဖို့လိုတယ်နော်ဒီချိန်မှာပြောရင်ကောင်းလားမပြောရင်ကောင်းလားဆိုတာသိဖို့လိုတယ်ဟိုကမောလာပါတယ်ဆိုမှစံကုန်ပြီးတော့မပြောနဲ့လေနော်ပြောမယ်ဆိုရင်လည်းအဖေအမောပြေလောက်တဲ့ပြောတတ်တဲ့လူရှိဖို့လိုတယ်တချို့ကမောလာပါတယ်ဆိုမှတော့ပြောတဲ့ဟာကရင်ဝါကိုကန်တယ်လို့ဖြစ်တော့အိမ်ကပူပြဿနာတက်တာပေါ့တချို့သမီးတွေကဒါပြောတတ်တယ်လေဘာမှမအပေါင်းမတထိုင်ပြီးပပဆိုဟိုအရေးတွေပြောအဲ့ဒါအမေရဲ့ management တခါလေလက်ဆောင်ပြရတာခင်ဗျတို့ management ညံ့လို့ဒေါသဖြစ်ရပါတယ်ဆိုမှဒေါသပူဖြစ်အောင်ပြောမယ်အဖေစံကုန်ပြီးပြောနေတယ်မြန်လို့ပဲလောက်သွားပြတာအဲ့ဒါပြဿနာလေတဲ့လူကပေါင်တော့တိုင်ပပမောလာအေးဘောလေစံကုန်ပြီဟိုကအဲ့သမီးမျက်နှာကြီးရေပြောဟောပတ်စံတော့ပြီးထွက်လာအဲ့ management ကြောက်အမျိုးသမီးတွေအိမ်ထဲမှာတမင်းချက်တယ်အိမ်မှာနေတယ်ဆိုပြီးတော့ငါတို့ management မသိဘူးလို့မပြောတယ်မှာရောခေပတ် management သူသမီးကိုနောက်ကဘာလုပ်ခိုင်းလဲလိုက်ကြည့်ခိုင်းတယ်ဟောကြည့်နော်ဟောကြည့်အဲ့မှာအငယ်ငါဖတ်ရအောင်ဖာရောဘီသမီးဒီရေချိုးခြင်းကဆင်းလာ၏ကျွမတို့နဲ့မြေကမ်းနားမှာလဲ့လေစေကိုင်းတော်၌ပကတ်ကိုမြည်၍စောင်းယူခြင်းကကျွမတယောက်ကိုဘလောက်ဟောစရာကောင်းလဲအဲ့ဒီဖာရောဘီရဲ့သမီးမမြင်မြင်အောင်မတခါလေးလွှဲလိုက်အမေကဘလောက်တော်လဲသိကြည့်တယ်လေးလာပြီသားအဲ့တော့ခွက်လမ်းမြင်တော့ကလေးကအော်မှာပေါ့မောရှိကဝဲရဲကလေးတန်ဆိုကြည့်တော့တော်ယူတော့အဲ့ကလေးတွေ့တော့အငယ်6ပကတ်ဖုံးကိုဖွင့်တော့အခါအလုံးပိုက်အောင်သူကငိုလျက်နေတော့သူငယ်ကိုမြင်၍တနာတော်စိတ်ရှိလင်ဤသူငယ်သည်အဲ့တော့မကြီးမောရှိကိုမြင်တာနဲ့ဖာရောဘုရင်သမီးအထက်မှာဘာရှိသွားလဲတနာရဲစိတ်အဘူတက်ပြရလဲပြရတော့ယုံကြည်ခြင်းနဲ့သင်လုပ်ရင်သင်သွားတဲ့လမ်းမှာလိုအပ်တာဘုရားထောက်ပံ့မယ်တနာရဲစိတ်လိုအပ်ရင်တနာရဲစိတ်မျက်နှာသာစိတ်လိုအပ်ရင်မျက်နှာသာစိတ်ပေးခြင်းနဲ့စိတ်လိုအပ်ရင်ပေးခြင်းနဲ့စိတ်အလောက်ခံခြင်းနဲ့စိတ်ပါအလောက်ကမ္မတာဘုရားမျက်နှာသာပါလာရင်လိုအပ်တဲ့အရာတွေအားလုံးပတ်စံမဲ့ဖို့စိတ်နှလုံးတွေပါဘုရားထောက်ပံ့ဟာလေလုယာကြည့်လိုက်တာနဲ့တနာတဲ့စိတ်မောရှိရနော်မိုက်တယ်အဲ့ဒီတနာတဲ့စိတ်ဖျားသခင်ထည့်ပေးတယ်အဲ့ကုတုမှာဖျားသခင်ထည့်ပေးတဲ့ဖာရောအဖွဲ့ကိုထည့်ပေးတဲ့စိတ်နှစ်ခုရှိတယ်တစ်ခုကတော့ဖာရောသမီးကတနာတဲ့စိတ်ဣသရေလမျိုးအဲ့ကုတုကထွက်တဲ့အချိန်မှာထည့်ပေးတဲ့စိတ်ရှိတယ်အဲ့ဒါပေးခြင်းတဲ့စိတ်ဟာလေလုယာဘယ်သူပေးတာလဲဖျားပေးတာအငယ်9ကိုဖတ်ရအောင်အငယ်9ကိုသူငယ်အမကကိုတော်အတွက်သူငယ်ကိုထိန်းရသောဟေပြဲအထင်းကိုကျွမသွား၍ခေါ်ရပါမည်လို့ဖာရောဘီဤသမီးတော်မေးလျှောက်၍အဲ့လိုကလေးကိုချီတုံးရှိသေးတယ်ယောခေဘရဲ့ leadership ပေါ်လာပြီဟိုမှာမီရီယန်ပြေးလာပြီးတော့ကလေးတိုင်းလို့လားဟမ်သူ့လည်းဘယ်သူမှမမေးဘူးဟိုကြောင်သွားပြီးအေးလို့တယ်လို့ဖြေပြီးလိုက်တယ်အငယ်ရှစ်မင်းသမီးကသွားလာအခွင့်ပေးလေမိမငယ်သွား၍သူငယ်ရဲ့အမိကိုအဲ့တော့ဘယ်မှာရက်နေတာတော့ယောဂီသားဟိုချုံထဲမှာပုံနေတယ်ဟိုမှာတော့ကြည့်တော့တော်တယ်နော်မဲ business ရန်တော်တယ်နော်အေဂျင့်ရောရှေ့ကလွတ်တယ်အနောက်မှာအုံနာစောင့်နေတယ်တခါတည်းမိုက်တယ်နော်ဒီလောက်တာဒါတော်တယ်ပြောက် तू ကအခုဒီမှာအိမ်ရောင်းဝင်တရားရောင်းနေတောင်းတော့မှာနော်ကားရောက်လဲရန်ရောက်တော့မှတော်တော်လေးသူ့ရဲ့ဘဝကိုတရားချတာပြီးသားအေးချင်းကိုတရားထုတ်တာပြီးဟိုလည်းတော့မေးတော့ကလေးကိုကြည့်ပြီးတော့ဟဲချစ်စရာလေးပဲရှိသေးတယ်ကလေးတိုင်းလို့လာတယ်ဘယင်သမီးဆိုမှတော့နန်းတော်မှာထိန်းတဲ့သူတွေအများကြီးဟုတ်လားပြီးတော့ဘယင်သမီးကဟေပြဲတွေကိုတတ်မယ်ဆိုတာအမိတ်ပေးတာကသူကသိပြီးသားဒါပေမဲ့အခုရုတ်တရက်မိရန်ကလာမေးတယ်ကလေးထိန်လို့လားဆိုတော့လည်းရောင်ပြီးတော့အေးလို့ပြောလိုက်တာချက်ချင်းတော့ခေါ်တယ်သူအမေလားတဲ့ကိုဖျားတဲ့ကလုတ်ပြီးဆိုတော့တခါလေးလာတော့အငယ်ကိုဖာရောဘီသမီးတော်က
ဤသူငယ်ကိုယူသွား၍ငါဖို့ထိန်လို့အခါကိုမှားထားသည့်အတိုင်းထိုမိန်းမသည်သူငယ်ကိုယူသွား၍အာမင်ကဘာပေါ်မှာကိုကလေးကိုနိုးတိုက်ပြီးပတ်စံရတာယောဂီပဲရှုရတယ်ငါကလေးကနိုးတိုက်တာပတ်စံမမရတယ်နော်ယုံကြည်ခြင်းရှိတဲ့မိခင်တွေရတယ်အာမင်ဒါပထမဆုံးရတာကျောင်းအမေရိကန်နိုင်ငံမှာကလေးတွေအတွက်ကျွန်တော်တို့ပတ်စံနေရတယ်မလားဟိုဗာလဲတနေ့တစ်ခါမှာဗာလဲကျွန်တော်တို့ပြန်ပေးတယ်လေ test return တွေကလေးရှိတဲ့မိသားစုတယောက်ကိုဘလောက်ပေးတယ်အဲ့ဒါအခုမှစတာမောရှေမီယာခက်ကစားတာကလေးကြောင့်ကောင်းကြီးရတာကျောင်းမတာကလေးကြောင့်သင်ကောင်းကြီးရတာကျောင်းကကလေးကြောင့်ငါကောင်းကြီးရအောင်မယ်သူ့ရဲ့နန်းတော်မှာအလုသမားတွေများမှများမိရရငါတော့ပြောတဲ့ကသူကရောင်ပြီးတော့ဟုတ်ကဲ့လို့အမေကိုသွားခေါ်လာတယ်အဲ့အမေကိုရောထိန်းပေးဆိုတော့ထိန်းတာအဲ့ဒီကလေးကနန်းတော်မှာစကြီးတာမဟုတ်သူငယ်ကိုယူသွား၍ထိန်းလေ၏ဆိုတော့သူ့ရွာသူပြန်ယူသွားဒီကလေးကိုတရက်ကွက်လုံးကကလေးတွေကဘယ်သူမှလမ်းပေါ်မထွက်ရဲဘူးဘယင်းမိတ်ကဗာလဲယောက်ျားလေးအလုံးသိစီဒါပေမဲ့အမိတယောက်ပေါ်လာတယ်ယုံကြည်ခြင်းရှိတဲ့မိခင်စုတောင်းခြင်းရှိတဲ့မိခင်တတ်တည်ရှိတဲ့မိခင်ဖယားဘမှာရက်တည်တဲ့မိခင်ပညာရှိတဲ့မိခင်ဝိညာဉ်တော်နဲ့ပြေဝတဲ့မိခင်ကဘာလို့ရလဲလမ်းကြိုလမ်းကြားမှာသွားစရာမလိုတခြားကလေးတွေအကုန်ပုံမောရှိတယောက်တည်းလမ်းမှာရှောက်သွားနေတာဟာလေလုယာကြောက်ပြောတယ်အမိမပေါ်ရင်တော့လမ်းကြားမှာပဲနေရမယ်အမိတယောက်ပေါ်လာရင်အဲ့ဒီအမိကကြောက်စရာမလိုပဲမိန်းလမ်းမှာလမ်းလျှောက်ရမယ်တကယ်ရှောက်ရတာဗျာတကယ်ရှောက်ခဲ့ရတာဗျာဟေးပြယောက်ျားလေးအကုန်တတ်တဲ့ခင်မှာဘသူ့မှာကြောက်စရာမလိုပဲလမ်းပေါ်မှာနေခြင်းသလိုနေလှုပ်ခြင်းသလိုလှုပ်ဟိုဂေါရှင်မှာပဲတွားခြင်းသလိုတွားမှာနန်းတော်မှာလည်းတွားခြင်းသလိုတွားခွင့်ရတာမောရှိအမေကြောင့်မိခင်ကြောင့်ပြန်ပြောမယ်မိခင်ကြောင့်ပြန်ပြောမယ်မိခင်ကြောင့်ကျန်းစာပြောတယ်ဒီဖိုးရာပြောတယ်ဟေးတဲ့ငါအမိမပေါ်မချင်းလမ်းကြမှာပဲနေရတယ်အခုငါအမိပေါ်ပြီးတယ်မင်းတို့လမ်းပေါ်သွားတော့ပဲကျောင်းညီကောင်မတို့ကိုသားသမီးတွေလမ်းကြောင်းမရောက်သေးမိခင်တွေခင်ဗျားတို့မှတောင်းနေရှိတယ်ဟဲ့မင်းတို့ကအင်းစားတာမင်းတို့ကကွမ်ကိုရှာလေစကောလာရှိတွေရှာကြလေဟိုအရဖျားမပေးနဲ့စုတောင်းမယ်ငါစုတောင်းမယ်ငါသားဟာငါစုတောင်းမယ်လမ်းကြောင်းပေါ်ရောက်ရမယ်ငါသမီးကလမ်းကြောင်းပေါ်ရောက်ရမယ်လမ်းမကြီးမှာဘယ်သူမှမကြောက်ပဲရှောက်ရမယ်ကျတော့သမီးကျွန်တော်အဲ့လိုပဲမှာကျွန်တော်သမီးကျွန်တော်ပြောတယ်တက်ချင်တဲ့ကြောင်းတက်စကောလာရှိမရှိလဲဖိထောက်ပါမယ်မင်းယုံကြည်ခြင်းနဲ့မင်းသွားမယ်ယူပါယုံရှိတဲ့လမ်းကိုပတ်စံမရှိလို့မသွားရဘူးဆိုတဲ့စကားငါမကြားချင်ပတ်စံမရှိလို့ယေရှုဆူတောင်းမယ်ပတ်စံရှိလို့လည်းအာမခံတယ်မဆူတောင်းမယ်ငါသားသမီးတွေသွားမယ်ယုံကြည်ခြင်းနဲ့သွားမယ်လမ်းမပေါ်မှာမသွားဘဲနဲ့အဲ့လမ်းမပေါ်မှာပတ်စံမရှိလို့မလျှောက်ရဲလို့လမ်းကြိုလမ်းကြားဟိုကပတ်လျှောက်ဒီဟာပတ်လျှောက်တဲ့ထဲမှာငါတို့မိသားစုမပါဘူး Miracle Maker Church မပါဘူး Hallelujahနာရှိတော်သူတွေကကြားပါစေအခုကြည်စားမောရှိငယ်ငယ်လေးတွေကနေပြီးတော့တလောကလုံးကပန်းယောက်ျားမွေးတဲ့ကလေးတိုင်းကအိမ်ထဲမှာဖွက်ထားရတာတတ်နေရတာအကုန်ကြောက်နေရတာမောရှိမရရင်ပေါ့ပြီးတော့မယ်အခုချင်းထုံးစံနဲ့ပြောချင်းတစ်ပတ်တောင်လွယ်လိုက်အောင်မနော်တခါဟိုပြီးတော့တခါဟေးနေပါလေးလေယောက်ျားလေးဟဲ့ယောက်ျားလေးတော့နေခေါ်လို့မရဘူးလမ်းပေါ်ကြောက်လို့မရဘူးလေယောက်ျားလေးကိုရွာလမ်းသွားတော်တွေကသွားခလေးချီခက်မှဇုံမစတာဟေးဒါတခြားအိမ်တော့ပဲငါအိမ်တော့မပါဘူးငါဆူတောင်းတဲ့မိခင်ငါစက်ကတ်တဲ့မိခင်ငါဝိညာဉ်နဲ့ပြေဝတဲ့မိခင်ငါဖျားနဲ့တွားတဲ့မိခင်ဖျားပေးတဲ့ဉာဏ်ပညာအကောင့်တွေဖော်တဲ့မိခင်ဒါကြောင့်ငါသားဟာသူများတွေပုံနေတဲ့အချိန်မှာလမ်းမှာငါရှောက်နေရတယ်ဟာလေလုယာတော့လောကလုံးပုံနေတော့တင့်သားတင့်သမီးကအဓိကမိန်းလမ်းမှာရှောက်တဲ့သူဖြစ်ပါစေအာမင်လို့ရန်လို့တယ်တလောကလုံးကခိုးကြောင်ခိုးဝဲကြောက်နေရင်တော့တင့်သားတင့်သမီးကအဓိကမိန်းလမ်းပေါ်မှာရှောက်ရတဲ့မျိုးဆက်ဖြစ်ပါစေအာမင်ဒါလည်းမကောင်းယောဂီဘပြုစုတယ်သင်ပေးတယ်လမ်းပြတယ်
အကောင်းဆုံးပြုဖြစ်နေတော့မှနော်မကောင်းတဲ့နိုင်ငံမှာကြီးရတာကျွန်တော်ပညာရေးစနစ်ကိုလည်းအပြစ်မတင်ဟာနိုင်ငံပညာရေးဘာဖြစ်တယ်ဟိုဟာလို့အဲ့ဒါလည်းအရေးမကြီးဘူးစီးပွားရေးစနစ်ကိုလည်းအပြစ်မတင်နဲ့မိသားမိခင်တွေကျွန်တော်အားပေးခြင်းတယ်ကိုယ့်ရဲ့မိသားစုမှာတေချာသားသမီးတွေနဲ့ဝိညာဉ်ရေးတည်ဆောက်ပါပြန်ပြောမယ်နော်ကိုယ့်ရဲ့မိသားစုမှာသားသမီးတွေနဲ့ဝိညာဉ်ရေးတည်ဆောက်ပါအဲ့ဒါမိခင်တွေခင်ဗျားတို့ရဲ့တောင်းဝင်ကျွန်တော်အိမ်တော်မိသားစုတော့ဆုံးဖြတ်တာရိုးရိုးလေးပဲဘလောက်ပဲအောင်မြင်မြင်ဘလောက်ပဲကျမ်းမာမာဘလောက်ပဲပတ်စံရှိရှိဘလောက်ပဲနာမည်ကြီးကြီးမိသားစုမပျော်ရတဲ့ကောင်းကြီးတစ်ခုမှမလိုချင်ဘူးပြန်ပြောမယ်နားလဲအောင်ဘလောက်ပဲပတ်စံရှိရှိဘလောက်ပဲနာမည်ကြီးကြီးဘလောက်ပဲချမ်းသာဘလောက်ပဲကြီးတဲ့အိမ်မဲရှိရှိမိသားစုမပျော်ရတဲ့ကောင်းကြီးတစ်ခုမှမလိုချင်ဘူးအဲကျွန်တော်ဆုံးဖြတ်ချက်လူများเนี่ยကျွန်တော်သားသမီးတွေကျွန်တော်မိသားစုမပျော်ရတဲ့ကောင်းကြီးမလိုချင်ဘူးကျွန်တော်ကိုယ်နဲ့မိသားစုဝမ်းမြောက်ဖို့အမြဲတမ်းအာရုံစိုက်တယ်။ပေါ့ကျွန်တော်အဲ့ဒီပိတ်သိက်ကကျွန်တော်သားသမီးတွေမှာကကျွန်တော်အသင်းတော်မှာစီစဉ်ရမယ်။ကြောက်ဝိညာဉ်ကောင်းဆောင်နောက်လိုက်တယ်ဆိုတာတရားဘလောက်ဟောကောင်းတယ်လဲဆိုလည်းမဆိုင်ဘူး။ချက်တော့မရည်ကြည့်တယ်။တရားဘလောက်ဟောကောင်းတယ်ဆိုလည်းမဆိုင်။ဘလောက်နာမည်ကြီးတယ်ဆိုလည်းမဆိုင်။ဘလောက်ချမ်းသာတယ်ဆိုလည်းစောင့်ကြည့်လို့မရဘူး။သူတို့မိသားစုဘလောက်ပြောစရာကောင်းလဲဆိုတာတလောကလုံးမောရှိခင်မှာတလောကလုံးမျက်ရည်နဲ့မျက်ခွက်ဖြစ်တဲ့အချိန်မှာပျော်စရာကောင်းတဲ့မိသားစုမောရှိမိသားစုဟုတ်တယ်မလားအငယ်စရာလည်းမလို့ကြောက်စရာမလို့ယောမစစ်သားလည်းကြောက်စရာမလို့အေဂုရုစစ်သားတလောကလုံးကဘယ်သူမှကြောက်စရာမလို့ရက်ွက်လူကြီးလည်းကြောက်စရာမလို့ခလေးကိုခတ်တီတီနဲ့ထိန်းတာဟေးအဲ့ခလေးကယောက်ျားလေးဟေးဟုတ်တယ်ဘာဖြစ်လဲယောက်ျားလေးတမအဲ့ဒါတခြားအိမ်တွေပဲငါအိမ်တွေမပါဘူးငါအိမ်ကဘယင်းရဲ့သမီးကပြောတယ်ဖာရောသမီးကပြောတယ်ဒီခလေးကိုချီရှုအတွက်ပတ်စံတော်ရတယ်ဟာလေလုယာအဲ့တော့ဒါလေးပြောပြီးဆုံးသမယ်သူမွေးတဲ့၃ယောက်ရှိတယ်အာယုန်မီရီယမ်မောရှေ၃ယောက်လုံးခေါင်းဆောင်ဖြစ်တယ်၃ယောက်လုံးတစ်ယောက်တော့ဘတ်လိုက်ပြတော့ရင်ကြားကောင်းသေးတယ်တော့၃ယောက်မွေးတယ်ကွာ၂ယောက်တည်းမော no တကယ်စုကျေးဇူးနဲ့ဘုရားသုံးတဲ့သူရဲ့မိခင်ကဝေးမရှိနှစ်ယောက်တည်းမှာတချို့ရှိသေးတယ်နှစ်ယောက်မှာတစ်ယောက်တော့သုံးတယ်အဲ့ဒါငတုံးတွေတွေ့ရတူတော့နှစ်ယောက်ရှိနှစ်ယောက်လုံးသုံးမယ်၄ယောက်ရှိ၄ယောက်လုံးသုံးမယ်၅ယောက်ရှိ၅ယောက်လုံးသုံးမယ်ဟာလေလုယာမမွေးတဲ့ခလေးလည်းသုံးမယ်ဒါပဲအာမင်၃ယောက်ရှိတာဗျာအာယုံဆိုရင်ပထမဦးဆုံးယေဘရဟိမင်းကြီးဣသရေလလူမျိုးတွေမှာယေဘရဟိကလေဝိအမျိုးအာယုံအနွယ်ဖြစ်ရလေဝိအမျိုးတိုင်းခင်ဗျာယေဘရဟိမဖြစ်ဘူးအာယုံရဲ့ generation ပဲဖြစ်ကဲစနာကြီး great leader ပထမဆုံးယေဘရဟိကြီးနော်ပထမ the first one Miriam prophet the first woman prophet ပထမဆုံး prophet ပထမဆုံးတချီ wash တချီနဲ့ကိုယ်ွယ်တဲ့သူ leader great leader မောရှေပြောမနေနဲ့ဘုရားသခင်နဲ့ face to face စကားပြောရတယ်လို့တမိုင်းမှာသူ့လိုမရှိဘူးလေဘုရားသခင်တော်ပြောတယ်မောရှေနဲ့တူတဲ့ prophet ယေရှုတော်အဲ့လိုညွှန်းတာမောရှေနဲ့တူတဲ့ prophet မောရှေတဲ့လူမရှိဘူးလေမြေကြီးပေါ်မှာဟာလို့တော့ပြောတာခကြီး၃ယောက်မွေးတယ်ဘယ်နှယောက်အောင်မြင်လဲ၃ယောက်ခင်ဗျာဘယ်နှယောက်မွေးတာလဲဘယ်နှယောက်မွေးရလဲမွေးသမျှအလုံးအောင်မြင်မယ်မိခင်နေခင်ဗျာစက္ကတဲ့ဆိုမွေးသမျှအောင်မြင်မယ်ခင်ဗျာတကယ်ဒူးတောက်တဲ့ဆိုမွေးသမျှအလုံးအောင်မြင်မယ်ဘောဘဘရကောင်းကြီးပါဆရာရဲ့များလုံးတော့လေတယောက်လောက်အောင်မြင် no တယောက်လောက်အောင်မြင်ခြင်းတဲ့မှာဆရာစော်လျော့မပါဘူးအရောက်တိုင်းအောင်မြင်မှုအဲ့ဒါဆရာစော်လျော့ရဲ့ယူပါရောအတင်းသားမိသားစုမီလီယံနာဖြစ်တယ်ဆရာစော်လျော့မချင်တော့မိသားစုတိုင်းမီလီယံနာဖြစ်ရမယ်အတင်းတော့မိသားစုဘုရားတောင်းတာမချင်တော့မိသားစုတိုင်းဘုရားတောင်းရမယ်အဲ့ဒါကျွန်တော်ရဲ့ယူပါရော financial breakthrough ဖြစ်တယ်လည်းမချင်တော့ spiritual breakthrough ဖြစ်တယ်လည်းမချင်တော့ family မှာလည်း blessing ရှိရကျွန်တော်တို့စံငါမှာနော်မိသားစုတွေရှင်းလားအားလုံးမိသားစုမှာ peace လည်းပဲမရှိဘူးဘုရားသခင်က peace မပေးသေးဘူးဆိုရင်ဆုတောင်းကျွန်တော်မိ
သားစုမပြောတဲ့လူဘာလို့မလုပ်ဘလောက်ပဲကျွန်တော်နာမည်ကြီးဘလောက်ပဲပတ်စံရဘလောက်ပဲကဘာကြော်မဲ့ကိစ္စဖြစ်ဖြစ်ကျွန်တော်ဒီကကဘာကြော်ပြီးကျွန်တော်မိမငိုရမယ်ကျွန်တော်ကဘာကြော်ကျွန်တော်သားသမီးတွေကတော့ဝမ်းနေရမယ်လို့ကျွန်တော်ဘယ်တော့မှမလုပ်တကယ်လို့အဲ့လိုလုပ်ခဲ့တယ်ဆိုရင်ကျွန်တော်မိသားစုဝမ်းနေတယ်ကျွန်တော်နှောင်းလိုက်တဲ့လူတွေအဲ့အနွိုက်တွေကစီးသွားမှာကျွန်တော်ဘယ်တော့မှလေဘယ်တော့မှအိမ်တော်ရေးနဲ့ပတ်သက်ရင်အဲ့ဒီကောင်းကြီးကိုအရင်တည်းထားတယ်ကျွန်တော်ရွှေနဲ့အိမ်တော်ရဲ့ဝမ်းမြောက်ခြင်းရွေးပါကျွန်တော်အိမ်တော်ရဲ့ဝမ်းမြောက်ခြင်းပဲရွေးပါရွှေရရှိပြီးငုံနေဘာလို့မဟုတ်တယ်မလားမတဲ့ဟုတ်တယ်မလားဘာလို့မလဲအိမ်ကြီးနေပြီးတော့မိသားစုကမတည့်ဘူးဆိုဘာလို့မလဲနော်ဒီနေ့အဲ့ဒါလေးထက်ဝိညာဉ်တော်နဲ့ပြေဝတဲ့မိသားစုပျော်စရာကောင်းတဲ့မိသားစုဖခင်အသုံးပြုတဲ့မိသားစုဖြစ်ရမယ်ကျွန်တော်ဒီနေ့စစ်မှန်တဲ့မိခင်တယောက်ရဲ့ငွေထုတ်တဲ့ကောင်းကြီးနှစ်ခုကပါလဲဆိုတော့သူ့ရဲ့နောက်မျိုးဆက်တရားအဓိကလမ်းမကြီးတွေပေါ်မှာရှောက်ရမယ်စိတ်ကူးရင်ငါသားကစီးပွားရေးလုပ်မယ်ဆိုရင်အဓိက Wall Street မှာရှောက်မယ်နိုင်ငံရေးလုပ်မယ်ဆိုရင်အိမ်ဖြူတော်မှာရှောက်မယ်ဟာလေဟောလိဝုဒ်လုပ်မယ်ဆိုလည်းတကယ်အဓိကဟောလိဝုဒ်မှာလမ်းမှာရှောက်မယ်အောင်မြင်ဆုံးဖြစ်မယ်အမှုတော်ဆောင်မယ်ဆိုလည်းတကယ်ကိုဖခင်သုံးတဲ့ကမ္ဘာနံပါတ်1ဖြစ်လာမယ်အာမင်အဓိကလမ်းမှာရှောက်မှာငါသားငါသမီးဒီမနေ့ငွေသမျှအလုံးခေါင်းဆောင်ဖြစ်မယ်အဲ့ဒါယောဂီပဲအဲ့ဒီ prophecy ကပြည့်စုံတာယောဂီပဲအများကြီးရှိတဲ့အနောက်မှာကျွန်တော်မပြောတော့အချိန်မရလို့ယောဂီဘက်မှာဘာလို့ပြည့်စုံလဲနှစ်ခုလုံးပြည့်စုံဆုတောင်းတဲ့ wisdom ရှိတဲ့နားထောင်တဲ့ဖခင်ကိုကြောက်တဲ့တော့တကယ်စက္ကတ်တဲ့ဖခင်ဖွင့်ပြတဲ့အတိုင်းလုပ်တဲ့အခါမှာအဲ့ဒီပွင့်ရမိသားစုမှာမြင်ရတယ်။ကျွန်တော်လူတယောက်ကိုဖခင်တကယ်ဖွင့်ပြလာမဖွင့်ပြလာတကယ်ဖခင်နဲ့တော်လာမတော်လာဆိုတခြားအစစ်စစ်မှာနောက် generation ကိုဆက်လာအဲ့တော့မင်းမျိုးမပြတ်တော့၃ယောက်မွေးတယ်ဘယ်နှယောက်အောင်မြင်လဲ၃ယောက်မွေးတယ်ဘယ်နှယောက်အောင်မြင်လဲသင်ဘယ်နှယောက်မွေးလဲမွေးသမျှအောင်မြင်အားလုံးက the first one ဖြစ်လာမယ် number 1ဖြစ်လာမယ်အာယောယေဘရဟိ number 1မီရီယံ prophet number 1မျိုးသမီး prophet number 1မောရှေတကယ် great leader ဣသရေလလူတွေ number 1ခေါင်းဆောင်